Guido Moyadima below fashion woman lane. Tip smack casual with transcoat. Ginger B style တဲ့ပုံစံလိုချင်ရင် transcoat ကိုရွေးချယ်ပါ beige ဒါမှမဟုတ်ကာတီရောင်ကို oxford shirt ဒါမှမဟုတ်ကာတန်နက်နဲ့တွဲပြီး chino pants နဲ့ဆင်ရင်ပါ loafer ဒါမှမဟုတ် derby shoes နဲ့ဖြစ်ပြီး leather cross body belt လေးနဲ့ဆင်ရင်ရုံးသွားရင်တော့ fashion ကြနေမှာပါဒီဝတ်စုံကမိုးရိပ်အိမ်မှာတက်ရက်ပြီးလူကြည့်ကောင်းစေမဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်နှစ် urban street wear with hoodieလူငယ်ပိုင်းတွေကြိုက်နေတဲ့မဲ့ street style အတွက် oversize hoodie ကို waterproof jogger pant ဒါမှမဟုတ် cargo pants နဲ့တွဲဝတ်ပါအနက်ရောင်ဒါမှမဟုတ်ခငယ်ရောင် hoodie တွေကမိုးရာသီနဲ့လိုက်ဖက်ပါတယ် high top sneaker ဒါမှမဟုတ် hiking boots နဲ့ဆင်ပြီး jacket hat နဲ့ backpack တို့နဲ့ဖြည့်ပါကလွတ်လပ်ပြီးလာပါတဲ့ပုံစံတစ်ခုကိုရရှိမှာပါ Tall rugged outdoor look ခင်းကြီးထွက်မယ်ဒါမှမဟုတ် outdoor activity တွေအတွက် waistcoat and jacket ကို sun and shirt နဲ့ dead west jean တို့နဲ့တွဲဝတ်ပါဒီဝတ်စုံကမိုးတန်လေးတန်ကိုခံနိုင်ရရှိပြီး eventual ready ပုံစံဖြစ်စေပါတယ်Timberland style boot ဒါမှမဟုတ် work boot နဲ့ဆင်ပြီး double budget တစ်လုံးယူဆောင်သွားရင်လုံးဝပြည့်စုံသွားမှာပါလေ minimalist monochrome style ရိုးရှင်းပြီး modern ကြားတဲ့ပုံစံကိုနှစ်သက်တဲ့သူတွေအတွက်အနက်ရောင် waterproof ပုံမှန် jacket ကို gray sweater နဲ့ black slim fit trouser တို့နဲ့တွဲလို့ပါအနက်ရောင် chelsea boot နဲ့ဆင်ပြီး matte black umbrella လေးနဲ့ဆင်ရင်ဘိုးရဒီမှာ scan ကြတဲ့ gentleman တယောက်လိုဖြစ်နေမှာပါဒီပုစုံကဂျိုးသွားရောက်မဲ့သူတွေလည်းဆင်ပြေပါတယ်